စာတင်ပြကောင်းကျင်တာတဲ့ဘယ်လိုမျိုးတင်တဲ့တက်တင်လဲဘယ်လိုမျိုးလုပ်ရမလဲဆိုပြီးတော့ကျွန်မအမြင်နဲ့လာမေးများတယ်အဲ့တော့စာတင်ပြကောင်းတော့အတင်ပြကောင်းတော့ဆီယာမဖြစ်ချင်တယ်ဆီယာဖြစ်ချင်တယ်ဆိုရင်ကျွန်တော်တို့လုပ်ရမယ့်အချက်ကလေး2ချက်ရှိတယ်အဲ့ဒီ2ချက်ကိုဒီနေ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်တခြားအချက်တွေလည်းရှိနေနိုင်တယ်လို့ထင်လို့ရှိရင်ဖြည့်ဆွတ်ပါပေးလို့ရတယ်ဒီဗီဒီယိုထဲမှာနော်အဲ့တော့ဆီယာမတွေဆိုဒီဗီဒီယိုလေးကိုကြည့်ပါရှင်အဲ့တော့ဟုတ်ပြီပထမဆုံးတစ်ချက်ကနံပါတ်1အဲ့ဒီချက်ကိုမပြောခင်ဆီယာမအကြောင်းပြောတယ်အဲ့ဒီအမဇင်လင်းပွေးကတော့ဘာတူလဲလို့ဒီထဲမှာထင်ပါလိမ့်မယ်ကျွန်မကအပတ်စဉ်17မြင်းဆောင်306ကဆင်းတဲ့ပညာရေးကောလိပ်ဆင်းကျောင်းသူတယောက်ဖြစ်ပါတယ်အဲ့ကနေဆီယာမဖြစ်လာတာပါရှင်အခုကတော့အစိုးရအလုပ်ကထွက်လိုက်တာကြာပါပြီ2018နှစ်ကုန်ဆိုရင်2019ပဲထားပါတော့เนาะအဲ့ဒီကလေးကထွက်လိုက်တာပါအဓိကကနှစ်ယောက်စလုံးကဝန်ထမ်းဖြစ်တဲ့အတွက်တယောက်တနေရာစီခွဲနေရတာမိသားစုနဲ့ဆင်မပြေလို့ထွက်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့လည်းတင် जा ရေးဝဒနာပါတော့တင် जा ရေးလည်းတဝက်လည်းပေါ့နော်ဒါဆိုရင်အခုလူတွေမေးတဲ့မေးခွန်းလေးကိုစရအောင်ပါကျမတို့စာတင်ပြကောင်းဖို့တဲ့နံပါတ်1တစ်ချက်ကဘာမှမရေးထားဘူးအတူယူအတူယူရမယ်ဘာကိုအတူယူရမှာလဲဆိုတော့စာတင်ပြကောင်းတဲ့ဆရာမဒီဆရာမစာတင်ပုံကိုကြိုက်လိုက်တာသူဘယ်လိုစာတင်တယ်လဲဒီဆရာစာတင်တာလေးကိုရှင်းလိုက်တာသူဘယ်လိုစာတင်တယ်လဲဆိုတော့ကျမတို့အဲ့ဒီအတူယူတဲ့စိတ်ကလေးကိုကျမတို့အမြဲတမ်းယူသွားမှာဖြစ်ပါတယ်အဲ့လိုစာတင်ပြကောင်းခြင်းနဲ့ဆိုရင်ကျမတို့ကတပုတ်ထဲကြည့်လို့မရဘူးတယောက်ထဲကြည့်လို့မရဘူးအများကြီးကိုမြင်သမျှဆရာထားတင်တာကိုကြည့်လိုက်အဲ့ဒီမှာကိုစာတင်တာကြိုက်တဲ့ပုံစံတွေထွက်လာလိမ့်မယ်အဲ့ဒီကြိုက်တဲ့ပုံစံဆရာတွေကိုတွေ့ရင် follow လုပ်တာသူတင်တဲ့ပုံစံအတိုင်းကိုကအတူခိုးမဟုတ်ဘူးကောင်းလို့ရလေးသူဘယ်လိုတင်သွားရလဲဒီလိုလေးတွေဆိုကျမတို့ကယူပြီးတော့အတူယူပြီးတော့တင်လို့ရတယ်အဲ့လိုမျိုးအတူယူတဲ့အခါကျမတို့ဘယ်ကနေလဲကျမတို့ရဲ့စာတင်ပုံစာတင်နည်းတွေပောက်ကွာလာနိုင်တယ်လဲဆိုတော့ဗီဇတရံလေးတွေပါလာနိုင်တယ်လဲဆိုတော့ကျမတို့ရဲ့ငယ်ဆရာမတွေဆရာပါလာနိုင်တယ်ကျမစာတင်မှုစာတင်နည်းကကျမတို့ငယ်ငယ်တုန်းကကျမကို2တန်းနှစ်ကစာတင်ပေးဘူးတဲ့ကျမရဲ့ဆရာမဒေါ်တန်းဝေဆိုကျမအခုချိန်နေရှာမတွေ့သေးဘူးကျမဆရာမရှာအောင်မယ်ကျမဆရာမဒေါ်တန်းဝေတဲ့အပြိုကြီးဆရာမပေါ့နော်ဆရာမရဲ့စာတင်မှုစာတင်နည်းကိုကျမအမြဲတမ်းသဘောကျတယ်blackboard တွေကိုကျမတို့ခောက်တဲ့ပုံစံအစုံနောက်ဆုံးစိတ်ဆိုးလို့ duster ကြီးနဲ့ဖောင်းနေပြလိုက်တာအစုံဒါမျိုးပေါ့နော်ဆီယာမရဲ့စကားပြောဖို့အမှတ်ချစ်တာအစုံဆီယာမရဲ့ဟာလေးကိုကျမရဲ့မသိစိတ် memory တွေမှာကျမထည့်သွင်းမိနေတာကျမမသိလိုက်ဘူးကြီးလာမှအဲ့ဒီ logic သဘောတရားကိုကျမသိတယ်နောက်ကျမရဲ့ဘဝမှာတန်ဖိုးတဲ့နောက်ထပ်ဆီယာမတယောက်ရှိတယ်အဲ့ဒါ9တန်းနဲ့10တန်းမှာ physics သင်ပေးတယ်ဆီယာမစာရေးပုံရေးနေအစာနံပါတ်2ကိုကျမတို့က1 2ဒီလိုပဲရေးတယ်ကျမရဲ့ဆီယာမက2ကိုဒီလိုရေးတယ်အဲ့ဒီ2လေးကိုကျွန်မကြိုက်လို့ဒီနေ့ထိအဲ့ဒီ2ကိုကျွန်မ30ဖြစ်ပါတယ်သူများတွေနားမလဲတဲ့အခါကျမှ2ဒါရေးရ2ဆိုပြီးဖုန်းနံပါတ်ရေးလို့ရှိရင်ကျွန်မဒီလိုလေးပြန်ရေးပေးရတယ်ကျွန်မကဥပမာ09ပေါ့နော်အဲ့တော့08ပေါ့နော်798 256ဆိုပါစို့ဒီလို2ကိုမနေ့ပြန်ရေးရတယ်ဒါမျိုးလေးပေါ့နော်ဒါဆိုရင်ကိုရီးယားrole model ဒီရဲ့ဆီယာမတွေစီကျမတို့တင် जा နဲ့တင် जा ဟန်လာတဲ့ကိုဆီယာမစာတင်ပြကောင်းတဲ့ဆီယာမနဲ့တင်ခဲ့တယ်ဆိုသူတို့တွေရဲ့ကောင်းတဲ့အတွေ့အကြုံလေးတွေကောင်းတဲ့တင်ပုံတင်ဟန်လေးကျမတို့ရဲ့မသိစိတ်မှာစွဲနေပြီးကိုဆီယာမဖြစ်တဲ့အခါကိုဆီယာဖြစ်တဲ့အခါအဲ့ဒီအတိုင်းပြန်တင်မိနေတာကိုထူးဆန်းစွာသတိထားပါလိမ့်မယ်ဒါကြောင့်အခုလက်ရှိကြီးတဲ့အခါလဲတခြားသော online မှာ social media မှာတွေ့တဲ့ဆီယာတွေဆီယာမတွေစာတင်ပုံလေးတွေအတူယူပါသူတို့စာတွေကိုဘယ်လိုရိုးရိုးရှင်းရှင်းလေးနဲ့ရှင်းပြသွားတယ်လဲဆိုတဲ့အရာလေးကြည့်ပြီးတော့အတူယူပါနံပါတ်1အချက်ကအရင်အရေးကြီးတယ်နံပါတ်2ချက်ကအတူယူနေလဲကျမတို့မရသေးဘူးဟိုလူစာတင်တာအတူယူမယ်ဒီလူစာတင်တာအတူယူမယ်အဲ့ဒီအချက်နဲ့လဲကျမတို့ကစာတင်ပြကောင်းတော့ဆီယာမဖြစ်လာဘူးဘာလို့ရမှာလဲဆိုနံပါတ်2ချက်ကအမြဲတမ်းကိုမတင်ခင်ကိုတင်စာမတင်ခင်မှာကိုတင်မဲ့တင်ချပဲတင်မြန်မာစာပဲတင်နော်မြန်မာစာလဲကျမတို့ပေါ့တည်တင်လို့မရအဲ့ဒီမြန်မာစာပူတော့လေးနဲ့တည်ထောက်ပြမဲ့သူတွေအများကြီးရှိတယ်ဖြစ်တဲ့အတွက်မြန်မာစာတစ်ခုကိုမတင်ခင်မှာတည်ချာလေးကျမတို့ကအချက်လက်လေးတွေနဲ့သူငယ်တန်းစာပဲတင်ဒါမျိုးလေးတွေကိုယူပြီးတော့ကိုကတင်ရမှာဖြစ်ပါတယ်ဆိုတော့ပွဲဝင်ပြီးပြင်ရခြင်းပါစာမတင်ခင်မှာဒီသင်ခန်းစာကိုငါဘယ်လိုတင်မဲဒါဆိုရင်ဘယ်လိုချောင်းဝင်မဲကလေးတွေကိုတို့ဘယ်လိုရှင်းပြမဲမယုံမရှိပါနဲ့ဘာမှမပြင်ဆင်ဘဲနဲ့စာသင်ခန်းနဲ့ဝင်သွားတဲ့ဆီယာမနဲ့ပြင်ဆင်ပြီးစာသင်ခန်းနဲ့ဝင်သွားတဲ့ဆီယာမရဲ့တင် जा ပုံတင် जा ဟန်ကလုံးဝမတူပါဘူးရှင်အဲ့လိုမျိုးချက်ကလေးတွေကိုအမြဲတမ်းလှုပ်ပြီးတော့အမြဲတမ်းလေ့လာပြီးတော့မှကိုကစာတင်မယ်ဒီနေ့ကျောင်းမှာနှစ်တန်းရဲ့ထားပါတော့ရှင်ကျမတို့ကိန်းပြောင်းဖွဲ့မှုပါတော့နှုတ်ချင်းကိုကျမတို့တင်ရတော့မယ်အမြောက်ကိုတင်ရတော့မယ်ဆိုလို့ရှင်အမြောက်သဘောဘယ်လိုသွားပါတယ်ဆိုတဲ့ပုံစံလေးတွေကိုတီချာလေးကိုယ့်အကို A4 စာရွက်လေးမှာရေးထားပြီးတော့ကျောင်းမှာငါဘယ်လိုရှင်းပြမယ်အိမ်မှာတစ်ခေါက်ပြန်တင်တာမျိုးလုပ်ပြီးခါကျမှကျောင်းမှာတင်တယ်ဆိုရင်တင် जा ကြီးကချုံမွေလာပါလိမ့်မယ်အဲ့လိုလုပ်ကြည့်ပါပြီးရင်ဒီနေရာမှာတစ်ခါတလဲအစားလေးပြောချင်ပါတယ်တချို့ဆိုရင်ကျောင်းမှာအဲ့လိုတီချာတင်လို့ကိုတို့တွေဘာထူးလာမှာလဲငါတို့ကိုလူတွေမြင်တာမှမဟုတ်တာဆိုပြီးထင်ပါလိမ့်မယ်ကျောင်းမှာတင်တဲ့တင် जा မှုအများတန်းချုံမွေလာတဲ့အခါကျမှကို confidence ယုံကြည်မှုရှိလာပြီခလေးတွေကလေကျွန်တော်တို့ညာလို့မရဒီဆီယာမစာတင်တယ်ဒီဆီယာစာတင်တယ်ဆိုတာခလေးတွေနှလုံးသားအရင်တည်တယ်ခလေးတွေကအရင်ဖြူစင်နေရှင်
အဲ့ဒီအချက်ကလုံးဝမမေ့ထားပါနဲ့သူတို့ရဲ့နှုတ်ဖျားလေးကနေသူတို့ရဲ့မိဘတွေကိုပြောပါတယ်သားသမီးတွေဆိုတာမိဘဆိုတာသားသမီးတွေအတွက်ပေါ့နော်ရင်ဖွင့်စရာဖြစ်တယ်လို့ကလေးလေးတွေပြောလိုက်တဲ့အရာတစ်ခုနဲ့မိဘတွေရဲ့နှလုံးသားတွေကိုဆွဲသွားပြီးတော့အရန်ကိုထိရောက်ပါတယ်ဆိုလိုချင်တာမေမေတတတီချေဒီချက်ခါခါသူကပြောတဲ့ဒီချက်ခါခါဆိုရင်ဒီချက်ခါခါကိုဘယ်လောက်ချစ်ကြအောင်ဆိုရင်ကိုယ်ဘာဒီချက်ခါခါကိုလိုက်ချစ်ပေးရတယ်ဒါဘာလို့လဲဆိုတော့ကလေးလေးကိုသားကိုကိုချစ်တာကိုအဲ့တော့သူပြောတဲ့သူဆီယာမသူ့ကိုဘလို့ချစ်ကြအောင်ဒါတည်းပဲဆီယာမဆူရဲဆိုရင်လည်းသူအိမ်ရောက်ပြန်ပြောပြတယ်ဘာဖြစ်လို့ဆူကလဲတသားဒီလိုလို့အဲ့ဆိုတသားကဒီချက်စကားတော့တစ်ခါကျနားထောင်တော့ဟောဒါမိဘတွေရဲ့မြစ်တာအဲ့တော့မေမေဟိုဆီယာကလေသားကိုစားလဲမတင်ဘူးတင်ပိုးကြီးမှလေစားပဲခုခိုင်းတာတန်းဆိုတိတာပြောတယ်ပြီနော်စားပဲခုခိုင်းတာတခြားလည်းမရှင်းပြဘူးတနည်းကနားမလဲမေးလည်းပြန်မဖြေဘူးဆိုရင်တယောက်က2ယောက်တယောက်က2ယောက်3ယောက်4ယောက်ဆိုရင်ကိုယ့်ရဲ့သတင်းစကားဒီလူချင်းဆောင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကြောင်းပတ်ဝန်းကျင်မှာလေတင် jai မကောင်းဘူးဆိုဒီကြောင်းနဲ့နောက်တော့ကြောင်းပြောင်းလဲအဲ့ဒီ image ကလိုက်လာတာဖြစ်ပါတယ်တင် jai ကောင်းတော့ဆီယာမဆိုရင်တဖြည်းနဲ့နာမည်ကကြီးလာပြီးတော့ဆီယာမတင် jai ကောင်းနဲ့စာတင်တာစိတ်ရှိတယ်ကလေးတွေပေါ်တခြားလုပ်ပေးတယ်ဆိုရင်ကျမတို့ရဲ့ image ကတဖြည်းကြီးလာတဲ့အခါကိုယ့်ရဲ့စေတနာမျိုးစေ့လေးဒီတဖြည်းကြီးလာတဲ့အခါအဲ့ဒီမျိုးစေ့လေးကမှန်ပြီးအားတန်လာတဲ့အခါမှာမျိုးစေ့အပြင်ပေါက်လာပါတယ်ကျမရဲ့ဗီဒီယိုတွေကိုစက်တိုက်ကြည့်ပြီးတဲ့သူသိတယ်ကျမအစိုးရဆီယာမလုပ်ခဲ့ခြင်းတုန်းကတချို့ကပြောလိမ့်မယ်ဆီယာမဆိုတော့ပတ်စံရှာရတဲ့လူမျိုးမှမဟုတ်တာလို့ကျမ negative comment နဲ့သူရှိတယ်ဒါဆိုရင်ဆီယာမအလကားတင်ပေးလိုက်လေဟုတ်တယ်မလားလာစားလည်းမယူနဲ့လေကျမတို့မှဒီ1တထွားရှိနေတဲ့ဟာကြီးဘယ်နဲ့ကြောင့်စာပတ်စံလို့ရှင်လို့အလုပ်ဝင်တာလေအလုပ်မရှိလို့ရအလုပ်ကိုဝင်ရတာရှင်ကျမဆိုရင်လည်းဘလို့လုံးဝဆီယာမမလုပ်ဘူးဆီယာမလာတာနဲ့ဘလူကလုပ်ချင်မတော့ကျမတို့ခေတ်ကဆိုဘယ်သူမှမလုပ်ချင်ဘူးဂုံရှိလို့လုပ်ကြတယ်ပဲရှိတယ်လာကြောင်းမှန်ကြောင်းတဲ့ဦးမရှိဟန်ပြပဲတက်တယ်ဘာမှမသိဘူးလာတဲ့ထုတ်စားတယ်ငါဆီယာမဂုံရှိရဆိုလူတွေတပုံကြီးဒါဘသူကျမနာမည်တက်ပြီးပြနေရမဟုတ်ဘူးဒါဖြစ်နေပြတဲ့တဘာဝဒါဆိုရင်ကျမတို့ရွေးချယ်ခဲ့တာပတ်စံမရှိလို့ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်ပတ်စံလိုချင်လို့ဆီယာမလုပ်ခဲ့တာတခြားသူတွေလို့တခြားဌာနတွေလည်းမဝင်တတ်ဘူးပညာရေးကောလိပ်ကကျမတို့အမှတ်နဲ့ပေါ်တာဖြစ်တဲ့ကိုအမှတ်မိတယ်မတက်ချင်လက်တက်ချင်လက်တက်မရှိတဲ့ပတ်စံရှာပြီးတက်ရတာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ကျမတို့ဆီယာမတွေမြင်အခါမှာခုနကပြောသလိုကိုယ့်ရဲ့ဝမ်းရည်အတွက်ဖြည့်ရှင်းတဲ့အခါအပိုးငီလေးရအောင်ကျမတို့ဈေးထဲမှာလည်းကျမတို့ကုန်စည်နဲ့မရောင်းတတ်ဘူးကုန်ချောက်ဆိုင်နဲ့ကျမတို့မှာတည်ဖို့အရေးကြီးမရှိဘူးဆီယာမတွေဘွားမှာနော်ပြီးလို့ရှိရင်တခြား shopping center တွေမပြောနဲ့ရက်ွက်ထဲမှာတိုင်းတဲမဲ့ဆိုင်သိန်းအခုဆို50နဲ့မရတော့သိန်း100 200ကုန်မဲ့ဟာလည်းကျမတို့မှာအရေးကြီးမရှိဘူးနောက်ဆုံးရှင်ဟွန်ဒါဆိုင်ကယ်လေးတစ်စီးတော့ကျမတို့ဝယ်ဖို့မိဘကမပေးရင်မရဘူးเนาะဆွေဆွဲကြိုးလေးတွေထားလိုက်တော့เนาะone set တွေတော့ဆွဲကြိုးတစ်ချက်သားတွေထားလိုက်တော့ယောက်ျားရှင်ယောက်ျားစင်ပေးမဝေးရမယ်ကျမတို့ရဲ့ဘဝတွေအဲ့ဒီဘဝတွေလာခဲ့တာဖြစ်တယ်သိတယ်ဒါဆိုရင်ကျမတို့ခုနပြောတဲ့အဲ့ဒီမျိုးစီလေးမှန်လေးတာကျမတို့ထည့်ပြီးတင်ကြားရေးကောင်းကြောင်းလေးတင်ကြားတဲ့အခါမှာစနစ်တကျကိုစာတင်ပြကောင်းဖို့စီမံဖြစ်ဖို့အတွက်ဒါတွေလုပ်မယ်ဆိုရင်စာတင်ပြကောင်းလာခဲ့မယ်ဆိုရင်ကျမတို့ဒီချက်တွေလုပ်လိုက်မယ်ဆိုရင်အပေါ်ကပြောတဲ့နှစ်ချက်ကိုကျမတို့တခြားလုပ်မယ်ဆိုရင်ဘာဖြစ်လာနိုင်မလဲစာတင်ပြကောင်းတော့သူဖြစ်လာနိုင်ရင်ကျမတို့ရဲ့ခွန်တွေမှုှေးကြိုင်လာရင်မျိုးစီလေးတွေဖြည်းဖြည်းမှန်လာပြီဆိုရင်ကျမတို့ရဲ့နောက်ကိုမေဖေဖေတွေကအလိုလိုလိုက်လာပြီးဆီယာမတသားကိုကြိုက်လေးလုပ်ပြီးပါတီးတန်းဆိုရင်ဆရာမတွေရဲ့တီးတန်းအချိန်ပေးရတာဖြစ်တယ်မိဘတွေကလည်းနားလဲတယ်နောက်ဆရာမတယောက်ကကလေးသူ့တယောက်တည်းကိုတီးတန်းတင်ရတာဆိုရင်ဘယ်လိုမျိုးလေးပညာကနှုံထားပေးရမယ်ဘာလို့ဆိုအချိန်ကိုကျမတို့သူကပေးရတာလေနော်အချိန်ဆိုတော့လကားမရတန်ဖိုးရှိတယ်ဆိုတာကိုမိဘတွေကလည်းသိပါတယ်အဲ့ဒါလိုမျိုးလေးနဲ့ကျမတို့ရဲ့ပညာရေးတဲ့ပတ်သက်ပြီးတင် jai ကောင်းမွန်သောဆရာမဖြစ်အောင်ကျမတို့လုပ်လို့ရတယ်ဆိုတာလေးကိုကျမရဲ့အတွေ့အကြုံလေးနဲ့မျှဝေပါတယ်အဲ့အခုလိုပဲရှိမပြောခဲ့သလိုပဲသစင်စကားသစင်နာနဲ့ကြာရခဲ့ရည်နေမှာကလေးတွေရဲ့နှုတ်ပြရည်နဲ့မှာလည်းဒီနေ့အချိန်လေးဆရာမတော်စင်လေးပွေးဆိုတာစာသင်ခန်းထဲမှာဖုန်းမသုံးဘူးကျမတို့ခေတ်ကလည်းဖုန်းပေါ်နေပြီလေဂိမ်းမစော်ဘူးအင်တာနက်မသုံးဘူးစာသင်ရန်ကောင်းတယ်တစ်ချက်ရိုက်ကျန်းတယ်ဆိုတဲ့ကုန်တဲ့နေမကောင်းကုန်ကလည်းရိုက်ချမ်းတယ်ပေါ့ရှင်တော့အခုခေတ်တော့မရိုက်ရဘူးလေနော်အမှန်တော့အဲ့သူလူပြောမလဲရိုက်တယ်ဆိုတာထက်ကျမတို့ကကလေးတွေကိုချစ်တဲ့စိတ်နဲ့ရိုက်တာပေါ့နော်ကျမရဲ့ရိုက်တဲ့နေရာမှာလည်းနည်းနည်းလေးချက်ထက်ပြောလိုက်အောင်နှစ်ချက်ရှိတယ်ကျမကလုံးဝမြင်မမီတဲ့ကလေးတွေအတန်းထဲမှာရှိတဲ့အခြေခံပညာကျောင်းဆိုပို့ဆိုးတယ်အဲ့လိုကလေးမျိုးကျမမရိုက်ဘူးသူကရိုက်လဲဘာမှသိလာမှာမဟုတ်ဘူးဆိုင်ရတဲ့တေချာတပုတ်လည်းကျမအသေးအချာအနားမှာခေါ်ပြီးတွက်ပြတယ်မလုပ်တာလည်းကလေးတွေကျမရိုက်ပြီးအဲ့ဒီကလေးကိုကြတော့အဲ့ဒါဘာလို့လဲဂရုနဲ့ဒေါသနဲ့ငါးလောက်တင်ပေးတာရလိုက်ရနေပြီတက်ရက်နဲ့ဘာလို့မရေးရတာလဲဆိုတဲ့စိတ်လေးနဲ့ရိုက်တာဖြစ်ပါတယ်လို့เนาะအဲ့လေးပြောရင်းနဲ့ကျမတို့ရဲ့တင် jai ကောင်းမွန်သောဆရာဖေမှာဖြစ်မယ်ဆိုလို့ရှိရင်လုံတဲ့အရာလေးတွေကိုလည်းလေးရှိလေးနဲ့ပြပြပေးသွားတယ်အဆုံးလေးကြည့်ပေးခဲ့တဲ့သူတွေရောက်ချင်းစီကိုအစားပိုင်းကိုကြည့်ပေးတဲ့သူတွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ကျမနာမည်တော်စင်လေးပေးပါရှင်ကျေးဇူးပါ